ဆိုတော့ကျွန်တော်တို့ body မှာပထမဆုံးကျွန်တော်တို့ဒီမှာဆွဲမှာပါနော်ဆွဲမယ်ဆိုတော့ကျွန်တော်တို့ပုံကိုနည်းနည်းတော့ဖတ်လိုက်ပါနော်ဆိုရင်ဒီကောင်ကပါဆိုကပါနော်အဲ့ပုံကအပြင်က radius 73တော့အတွင်းက radius တွင်းက radius 12.5နော်ဆိုတော့ကျွန်တော် radius အဲ့တော့ကျွန်တော်တို့ဒါနော် command ကြီးဆွဲလိုက်ပါနော်ဆိုတော့ရှင်ဒီကောင်ကကျွန်တော်တို့နော်ဆိုတော့ရှင်ကျွန်တော်တို့ပါတယ်ဆိုတော့ radius ဆိုရင်72နော်72sorry ဒီကြောင့်ဖတ်ကြည့်လိုက်ပါနော်ဆိုလို့ရှိရင်73ဆိုတော့အဲ့တော့ဒီကောင်က73နော်ဆိုလို့ရှိရင်ဒီကောင်ကလေကောင်ကပါလဲဆိုတော့ 12.5 sorry ဆိုတော့ 12.5 အဲ့ဆိုရပြီနော်ရပြီဆိုတော့ကျွန်တော်တို့ကောင် close လုပ်လိုက်မယ်ကျွန်တော်တို့အဲ့တော့ဒီကောင်ကို padding လုပ်မယ်နော် padding လုပ်တော့ကျွန်တော်ကဒီကောင် 5mm ပဲထားမယ်နော်ဆိုတော့ 5mm ကျွန်တော် symmetric လေကောင်နေကျွန်တော်လုပ်မယ်ပြီးလို့ရှိရင် okay ပါအဲ့တော့ဆိုလို့ရှိရင်နောက်တစ်ခါကျွန်တော်တို့နော်ဒီကျွန်တော်တို့ဒီမျက်နှာပြင်ပေါ်ကကျွန်တော်တို့မဆွဲဘူးနော်ဆိုတော့လေကောင်မှဆွဲမယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ xy plane ပေါ်ကနေနော်ဆိုလို့ရှိရင်ကျွန်တော်တို့ဝင်နေဖြစ်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီလိုကျွန်တော်တို့ဝင်နေဖြစ်မယ်အဲ့တော့ကျွန်တော်ဒီမှာ circle တစ်ခုဆွဲမယ်နော် circle တစ်ခုဆွဲမယ်နော်ထားခြင်းတဲ့နေရာမှာထားခဲ့မယ်ပြီးလို့ရှိရင်ကျွန်တော် line တစ်ခုဆွဲမယ်အဲ့ဆိုဒီလိုပဲအလုပ်ပဲကျွန်တော်တို့ဆွဲလိုက်နော်ဟုတ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရပြီဆိုတော့ရှင်ကျွန်တော်တို့ဒီကောင်ဒီမှာနည်းနည်းတော့ဟိုတစ်ခါကြာနော်ဆိုလို့ရှိရင်ဒီကောင်ဆိုတော့ဒီမြင်းဆိုတော့ဒီကောင် automatic နော်ဆိုလို့ရှိရင်တန်းချမ်းတော့မဖြစ်ဘူးနော်ဆိုရင်ဒီကောင်ကကျွန်တော်တို့ဒီကောင်သွားပြီး touch လုပ်လိုက်ဒီလိုဖြစ်လာတယ်အဲ့တော့ဆိုလို့ရှိရင်ဒီမြင်းကဒီကောင်နဲ့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တန်းချမ်းဖြစ်မှာဒီမှာနော်ဆိုလို့ရှိရင်ဒီလိုဒီကောင်ကလည်းဒီကောင်နဲ့မနော်နော်တန်းချမ်းဖြစ်မှာโอเคအဲ့နှစ်ခုကျွန်တော်တို့လည်းဖြစ်သွားပြီနှစ်ခုဖြစ်သွားပြီအဲ့တော့ဆိုလို့ရှိရင်ကျွန်တော်ဒီရဲ့ diagonal ကိုကျွန်တော် measurement ကျွန်တော်ပေးလိုက်ပြီနော်ဒီရဲ့ diagonal ကိုကျွန်တော်အဲ့တော့ဒီကောင်ကကျွန်တော်တို့ပုံမှာဖတ်ကြည့်လိုက်ရင်ဘာလို့ဆို30ဆိုလို့ရှိရင်အဲ့တော့ဒီဥစ္စာဒီမှာပေါ့နော်ဒီနာဒါနဲ့အကွာအဝေးပေါ့အမှန်တော့ construction line ကျွန်တော်ဆွဲရပါဗျာconstruction line ကိုကျွန်တော်ဝင်နေပြတာမဆွဲတာဆိုလို့ရှိရင်ဒီ construction line เนาะဆိုတော့ construction line ဘယ်လိုဆွဲလဲဆိုတော့ကျွန်တော်ပြမယ်ဆိုတော့ဒီမှာပေါ့နော်ဒါကကျွန်တော် construction line ကျွန်တော်ပြဒါပေမဲ့ပုံတော့ဖတ်ကြည့်အောင် construction line ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်construction line က30ရှိเนาะဆိုလို့ရှိရင် diagonal radius ပဲเนาะဆိုလို့ရှိရင်ဒီဥစ္စာကိုကျွန်တော်တို့ပါလဲဆို slab မှာเนาะ slab မှာပြီးလို့ရှိရင်ဒါ construction line နော်ဆိုအကုန်လုံးရှိရင်ဒါ construction line ဆိုပြီးပြန်ပြောင်းလို့ရပါတယ်ဆိုလို့ရှိရင် sorry ဟော30เนาะ30ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုတော့ဒီကောင်က30เนาะအဲ့ဆိုလို့ဖြစ်လို့အရင်တည်နေရလဲဆိုကျွန်တော်ကြည့်လိုက်ပါနော်ပထမဆွဲconstruction line က30ဒီကောင်ဟုတ်တယ်ပထမဆွဲတဲ့ line အရင်ကြီးနေတယ်လည်းဖြစ်နေတယ်မဟုတ်ဘူးဒီ construction line တေချာအောင်ပြန်ကြည့်လိုက်အောင်ဒီကောင်က22ဒီကောင် radius 30ကျွန်တော် diagonal ဖြစ်နေနောက်ဆိုရင်diagonal ဖြစ်နေ diagonal ဖြစ်တော့ကျွန်တော်တို့ဆိုရင်38မြောက်2နော်ဟုတ်ခါကြတယ်နော်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ရဲ့ဒီ point မှာတော့ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် touch ဖြစ်နေမယ်နော်ဆိုလို့ရှိရင်ဒီလိုရမယ်အဲ့ဒီမှာကျွန်တော်နောက်ထပ်
ဒီမှာနည်းနည်းလေးပြတ်တက်နိုင်တယ်နော်ဆိုတော့အဲ့တော့ကောင်ကျွန်တော်ဘာလို့မ trim လုပ်တော့ကောင်ပြန်ကြည့်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ constraint ကတစ်ခုလိုပဲဒါမှထားလိုက်ဘယ်လိုပြောမလဲကျွန်တော်တို့အလွယ်ဆုံးဆွဲအလွယ်ဆုံးဆွဲတဲ့ဥစ္စာမှာကျွန်တော်တို့ကျန်တာတိတ်ပြီးတော့ပြုဆိုင်တယ်အဲ့တော့ဆိုတော့ close လုပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလို့ဆို pocket လုပ်လိုက်တော့ symmetric မှာကျွန်တော်တို့အဲ့တော့ through all လုပ်ထားတယ်နော် through all လုပ်ထားတာရနိုင်တော့နေပြအဲ့ဆိုရင်ရပြီကျွန်တော်တို့ okay လုပ်လိုက်ပြီ okay လုပ်လိုက်ပြီးတော့ကျွန်တော်တို့ဒီ pocket ပေါ့နော်ဒီ pocket ကကျွန်တော်တို့ဒီဥစ္စာမှာ6ခုပွားထားတယ်6ခုနော်366ခုပွားထားတယ်6ခုပွားထားဆိုရင်ကျွန်တော်တို့ဆို polar pattern နော် array နဲ့ကျွန်တော်တို့ polar pattern အဲ့ဆိုရင်ဒီမှာကျတော့ exit တော့ပြောင်းနေတော့ပါဆိုဒီမှာဆိုလို့ရှိရင်သူ့ရဲ့ plane မှာဆိုတော့ကျွန်တော်တို့ exit ကိုထူးခြားတော့ပြောင်းကြအောင်လို့အဲ့တော့6ခုရေးထည့်လိုက်နော်ဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ပြီးပြီဒါကကျွန်တော်တို့တစ်ခုပြီးလို့ရှိရင်ကျွန်တော်တို့အဲ့တိုင်းပဲကျွန်တော်တို့နောက်တစ်ခါ sorry နော်နောက်တစ်ခါကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီကောင်းရဲ့ radius က32ရှိတယ်နော်ဒီကောင်းရဲ့ radius က32ရှိတယ်ဒါဆို radius 32ရှိတယ်ဒီကနေဒီအကွာအဝေးကကျွန်တော်တို့92ရှိတယ်92ရှိတယ်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တော့အပေါ်ကနေပဲကျွန်တော်တို့ sketch လုပ်မယ်ကျွန်တော်တို့ view ပေါ်မှာမြင်အောင်လို့ဒီ toggle on နာမယ်ကျွန်တော်တို့ radius ဟို circle တခုကျွန်တော်တို့ဆွဲမယ်ဒီ circle ကအောက်စာက32เนาะဆိုရင်32ဘော92ဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်32ဆိုလို့ရှိရင်ဒါရပြီเนาะဆိုရင်ပြီးလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင် horizontal constraint ကဒီကနေကျွန်တော်တို့ဒီကွာဝေးကဆိုလို့ရှိရင်92အဲ့ဆို92 okay ကျွန်တော်တို့လာရပြီဆိုတော့ကောင်ပြီးပြီဆိုတော့ကောင် close လုပ်လိုက်မယ် close လုပ်လိုက်ပြီးတော့ရှင်ကျွန်တော်တို့ pocket ပဲလုပ်မယ်ကျွန်တော်တို့ဘာလို့ dimension နဲ့ through all symmetric နော် through all တော့ symmetric မလုပ်လို့ရှင်သူ့ရဲ့ direction တစ်ဖက်တက်ပြီးရနော်ဒါတော့သိထားပါဆိုတော့ရှင်ကျွန်တော်တို့ okay လုပ်လိုက်မယ် okay လုပ်လိုက်ပြီးလို့ရှင်ကျွန်တော်တို့ဒီ pocket ပေါ့နော်ဒီ pocket က polar array ကျွန်တော်တို့လုပ်မယ် polar array လုပ်မယ်ဆိုတော့ကောင်ကလည်းဆိုတော့ဘာဆို6ခုပဲ6ခုပဲကျွန်တော်တို့ okay လုပ်လိုက်ရင်ကျွန်တော်တို့ပြီးပြီเนาะဆိုတော့အဲ့တော့ဒီမှာကျွန်တော်တို့ဒီကောက်ဆိုလို့ရှိရင်ကျွန်တော်ပိုက်ပေါ့ထည့်ဖို့နေရပါတော့ထည့်ဖို့နေရကိုကျွန်တော်ကဒီမှာဆိုလို့ရှိရင်ဒီကောင်းကဆိုရင်22ဒီကောင်က22အတွင်းဘက်က 12.5 เนาะအတွင်းဘက်က 12.5 အကောင်လုံး radius ရှိတယ်ဆိုလို့ရှိရင်ဒီတိုင်းပဲကျွန်တော်တို့ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ plane ပေါ်မှာပဲကျွန်တော်တို့ဆွဲမယ်ဆိုတော့ဒီကောင်ကိုကျွန်တော်တို့ on ထားမယ် on ထားပြီးလို့ရှိရင် 12.5 เนาะဆိုလို့ရှိရင်ဒီကောင်တွေပါလေကျွန်တော်တို့မယူတော့ဘူးเนาะဆိုရင်အမှန်တော့ဒီကောင်သွားပြီးတော့ test လုပ်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ထားလိုက်ပါဆိုတော့အရင်တော့လည်းကျွန်တော်12.5ထားခဲ့တာပဲเนาะဆိုတော့တေချောင်းတော့တွေ့ယူလိုက်ပေါ့ဗျာယူလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုတော့ဒီကောင်မှာသွားထိလိုက်တော့ဆိုရင်ဒီကောင်ကထိတယ်ကျွန်တော်တို့ပြောတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော် dimension တော့ပေးခိုင်းနေတာပဲ dimension ပေးရဆိုရင်ဒီကောင်ကပါလဲဆိုရင်နောက်ဆို 12.5 okay ဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကိုနေရွှေ့တာပေးလို့ရှိရင်ကျွန်တော်တို့နောက်ထပ် circuit တစ်ခုဆွဲမယ်နောက်ထပ် circuit တစ်ခုဆွဲမယ်နောက်ထပ် circuit ကကျွန်တော်တို့ dimension 22နောက်ဆိုလို့ရှိရင်နောက်လာစကေး dimension ကကျွန်တော်တို့22ပေါ့နော်ဒီမှာတခါတည်းကျွန်တော်တို့ဆွဲနေရတယ်ဒါပေမဲ့တခါတည်းမဆွဲပါနဲ့ကျွန်တော်တွင်ကုန်ဆိုလို့ရှိရင်ဒီလိုပေါက်ပြီးမှပြီးပြန်ပေါက်တာပေါ့နော်အဲ့တော့တခါတည်းကြလို့ရှိရင်လိမ့်မရှင်းတဲ့သဘောတရားလေးနည်းနည်းသဘောပေါက်လာတယ်စူးစမ်းတော့ဗျာဆိုလို့ရှိရင်ဒီကောင်က22ကျွန်တော်ကောင်ကြည့်နေတာဟုတ်တယ်သူပေးတာတော့22ပဲเนาะဆိုတော့ရှင်ကျွန်တော်တို့ OBE ကျွန်တော်တို့ 4 ကိုဆွဲဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီကောင်က padding ကျွန်တော်လုပ်မှာ padding လုပ်တော့ symmetric မှာကျွန်တော်ဒီကောင်က10 mm မဟုတ်ဒီကောင်ကဆိုတော့ရှင်20เนาะဆိုတော့ရှင်20ကျွန်တော်တို့ရပြီဆိုတော့ရှင်ကျွန်တော်ဒီကောင်ကိုเนาะဆိုတော့ဒီကောင်လိမ့်မရှင်းပေါ်မှာဆိုဒီကောင်က
နော်သွားပြီးယူထုတ်မှာဆိုတော့ကျွန်တော်ဒီကောင်းနဲ့ဖြတ်ချလိုက်ရအဲ့တော့ကျွန်တော်တို့ create sketch တော့ create sketch လုပ်မယ်ဆိုတော့အဲ့တော့ဒီမှာကြလို့ရှိရင်တချို့တွေဟာဒီမှာစကဲလေးစကဲမဟုတ်ဘူးဒီဝန်နေတော့စောင်းနဲ့ထိုးတာခင်ဗျာဒီမှာစကဲထိုးလို့မရအောင်ရအခက်ခဲဘာလို့မှဒီမှာမြောင်းအောင်ဒီမှာဝန်နေ lock ပြောင်းအောင်ဖမ်းတာပါလို့ဆိုအဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့နော်ဆိုလို့ရှိရင်ဒီလိုပဲကျွန်တော်တို့အကြမ်းမြင်လို့လဲဒါရအရေးမကြီးအဲ့တော့ဒီကောင်းရဲ့တာကွန်နဲ့ပဲကျွန်တော်သိဖို့လဲကျန်တာတွေကတာကွန်နဲ့ဒီကောင်းရဲ့အကွာဝေးသိဖို့ဒီလားပဲဆိုလို့ရှိရင်ဗာလဲဆိုလို့ရှိရင်sorry so horizontal ကိုကျွန်တော်အရင်ယူမယ်ဒီကောင်းမှာတော့ပြန်ပတ်ကြည့်မယ်ပတ်ကြည့်တော့6ရဲ့ဒီကောင်းရဲ့အကွာဝေးက 72.5 နော်နှစ်ခုဒီကောင်းနဲ့ဒီကောင်းနည်းနည်းစားတယ်နော်ဆိုလို့ရှိရင်အခါကျရင်တို့ပေးတဲ့တိုင်ပေါ်နဲ့အခါကျရင်နည်းနည်းစားတယ်နော်ထားလိုက်တော့အဲ့တော့ဆိုတော့6နော်6ဆိုတော့ဒီကောင်ကဒီထိတ်ကနေဒီလိုတိုင်းမှာပေါ့နော်ဒီထိတ်ကနေတိုင်းမှာဆိုတော့ကျွန်တော်တို့ကဒီ circle ကိုကျွန်တော်တို့ circle 12.5 ကိုအဲ့ဆိုဒီ circle 12.5 ကို2နဲ့စားဒီ circle 12.5 ကို2နဲ့စားပြီးမှ20လောက်ပေါ့နော်ဆိုတော့2နဲ့စားတော့နော်20လောက်ဆိုတော့ရအဲ့တော့ကျွန်တော်တို့ vertical constraint မှာဆိုလို့ရှိရင်ဒီကောင်ကိုဆိုလို့ရှိရင်22 27 22ရနှုတ်လိုက်နော်မနောကပူလေးနှုတ်လိုက်တော့ကောင်းအော်ဒီလိုလုပ်လိုက်27ကို25နှုတ်လိုက်နော်27ကိုဆိုလို့ရှိရင် 6.25 နှုတ်လိုက်so 27 minus 6.25 နော်မဟုတ်ဘူးအဲ့မဟုတ်သေးဘူးကျွန်တော်တို့ calculator နဲ့ဝင်ပြလိုက်မယ်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ဒီကောင်ကိုကျွန်တော်ပြင်းကြောင်းဆွဲလိုက်ပါဗျာကျွန်တော် point ဆွဲလို့ရတယ် point နည်းနည်းpoint နော် point နဲ့ဆွဲလို့ရတယ်ဒါမှမြင်းတာဆွဲလိုက် construction မြင်းပါဗျာဆိုတော့ဒီကောင်ကသွားပြီး touch ဖြစ်နေတော့ဒီကောင်ကိုကျွန်တော်တို့ slap မှတ်နော် slap မှတ်ပြီးလို့ရှိရင် construction မြင်း line ပြောင်းလိုက်ပြီးလို့ရှိရင်ဒီကောင်ကကျွန်တော်တို့ဒီ circle လေးနဲ့ဆိုပြီးတော့ touch ဖြစ်နေလိုက် okay ရပြီဆိုလို့ရှိရင်ဒီကဆိုအဲ့တော့သူပြောတဲ့အတိုင်းကျွန်တော်တို့ကနောက်ဆိုလို့ရှိရင် construction line ကျွန်တော်တို့အဲ့တော့ဒီကွာဝေးက 27.5 နော်မနော်ဒီတိုင်းလို့ရတယ်ဆိုတော့ 27.5 ဆိုတော့တော်ရတယ်ရပြီဆိုတော့ကျွန်တော်တို့ဒီကောင်ပြီးပြီဒီ line အောင်တော့ကျွန်တော်ထားလိုက်ဆိုလို့ရှိရင်ဒီမှာokay ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင် close လုပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ pocket เนาะဆိုတော့ pocket ကကျွန်တော်တို့မလို့ဆိုတော့ through all เนาะဆိုရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရတယ်ဆိုရင်ပြီးလို့ရှိရင် okay နေလိုက်ရင်ရတယ်အဲ့တော့ဆိုရင်ကျွန်တော်တို့ဒီเนาะဆို cover เนาะဒီ governor ရဲ့ star wheel ကိုကျွန်တော်ရပြီเนาะနောက်တစ်ခုကနောက်ထပ် file တစ်ခုမှဆွဲရမှာဘာလို့ဆိုတော့ assembly ဆိုလို့ရှိရင် file ကြီးမှာတူတော့ထပ်ဆွဲလို့မရဘူးဘာလို့အဲ့တော့ simulation လုပ်လို့မရဘူးเนาะ